အားလုံးပဲမင်္ဂလာပါ Caffeine Condition မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ကတော့အောင်ကိုပါကျွန်တော်ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာလေးတွေကတော့ UAE နိုင်ငံ Specialty Coffee Site တွေမှာ Barista တယောက်အနေနဲ့အလုပ်လျှောက်တဲ့အခါမှာမဖြစ်မနေတိကိုတိထားတဲ့ Specialty Coffee Menu တချို့ရဲ့ဖြောဆက်ပုံလေးတွေကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ညာဘက်စွန်ဆုံးမှာရှိတဲ့ coffee ခွက်လေးရဆိုလို့ရှိရင် Modern Espresso တစ်ခွက်ဖြစ်ပြီးတော့သူ့ရဲ့ဘေးမှာရှိတဲ့ခွက်ကလေးကတော့ Ristretto Coffee တစ်ခွက်ပဲဖြစ်ပါတယ်ခင်ဗျတတိယမြောက်ခွက်ကလေးရဆိုရင် Hot Americano Coffee တစ်ခွက်ဖြစ်ပြီးတော့စတုတ္ထမြောက်ခွက်ကလေးရဆိုလို့ရှိရင် Macchiato Coffee တစ်ခွက်ပဲဖြစ်ပါတယ်ဒါလေးကတော့ Piccolo Coffee တစ်ခွက်ဖြစ်ပြီးတော့သူ့ရဲ့ဘေးမှာရှိတဲ့ coffee လေးကတော့ Cortado Coffee တစ်ခွက်ပဲဖြစ်ပါတယ်ခင်ဗျဒီအလေရခွက်ကလေးရဆိုရင်ဖြင့် Flat White Coffee ဖြစ်ပြီးတော့သူ့ရဲ့ဘေးမှာရှိတဲ့ coffee လေးကတော့ Coffee Latte တစ်ခွက်ပဲဖြစ်ပါတယ်သူ့ရဲ့ဘေးမှာရှိတဲ့အမြုပ်ထူထူနဲ့ coffee လေးကတော့ cappuccino ဖြစ်ပြီးတော့ cappuccino ရဲ့ဘေးမှာရှိတဲ့ခွက်ကလေးကတော့ Spanish latte တစ်ခွက်ပဲဖြစ်ပါတယ်နောက်ဆုံးခွက်ကလေးကတော့ hot coffee mocha တစ်ခွက်ပဲဖြစ်ပါတယ်ခင်ဗျနောက်ထပ်တစ်ဆင့်အနေနဲ့ coffee တစ်ခွက်ချင်းစီတိုင်းမှာပါဝင်တဲ့ coffee နဲ့နွားနို့ရဲ့အချိုးအစားလေးတွေအပြင် coffee တစ်ခွက်ချင်းစီတိုင်းမှာရှိတတ်တဲ့အရသာလေးတွေရဲ့အကြောင်းကိုကျွန်တော်တို့ဆက်လက်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျအခုဆိုရင်ကျွန်တော်ရဲ့ဘယ်ဘက်လက်ထဲမှာကင်ထားတဲ့ coffee လေးက Modern Espresso ကောင်းတစ်ခွက်ဖြစ်ပြီးတော့ညာဘက်လက်မှာကင်ထားတဲ့ coffee လေးကတော့ Ristretto Coffee တစ်ခွက်ပဲဖြစ်ပါတယ် Espresso Coffee ကိုတော့ကျွန်တော်တို့ extraction time အပြင်20 to 30 second အတွင်းမှာ extraction yield out အနေနဲ့27 to 50 ml ထိကျွန်တော်တို့ပြန်လည်ပြီးတော့ဖြောဆက်လေးရှိပါတယ် Ristretto Coffee ကတော့ကျွန်တော်တို့ Espresso ထက်အရည်အချင်းလည်းနည်းတယ်အချိန်အချင်းလည်းပိုပြီးတော့နည်းပါတယ်ခင်ဗျ extraction time 16 to 23 second အတွင်းမှာ extraction yield out အနေနဲ့18 to 25 ml ထိကျွန်တော်တို့ပြန်လည်ပြီးတော့ဖြောဆက်တဲ့ coffee တစ်ခွက်ဖြစ်တယ်။သူကတော့ espresso coffee ထက်ဆိုင်ပိုပြီးတော့ strong ဖြစ်တဲ့အရာတော့ပိုပြီးတော့ခံစားရမှာပါ။ espresso coffee မှာဆိုလို့ရှိရင်အရာအဖြစ်ချင်းချိုခါ balance ဖြစ်နေတတ်ပြီးတော့ ristretto coffee မှာတော့ချင်းချင်းချိုချိုလေးနဲ့ကျွန်တော်တို့ပိုပြီးတော့ smooth ဖြစ်တဲ့အရာတော့ခံစားရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီအလေးရဆိုရင်ဖြင့် macchiato coffee တစ်ခွက်ဖြစ်ပြီးတော့ double espresso ပေါ်မှာနွားနို့အမြုပ်ကလေး၃စုံကိုကျွန်တော်တို့ခတ်ပြီးတော့ထည့်ပေးရမှာပဲဖြစ်ပါတယ်။ coffee ကိုအရာပြင်းပြင်းလေးနဲ့ခါခါစိမ့်စိမ့်အရာတောက်ချင်တဲ့ customer တွေအတွက်ရည်ရွယ်ပြီးတော့ကျွန်တော်တို့ဖြောဆက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျအခုကျွန်တော်ပြောပြပေးမယ့် coffee လေးကတော့ Hot Americano Coffee တစ်ခွက်အကြောင်းပဲဖြစ်ပါတယ်ခင်ဗျသူ့ရဲ့ဖြောဆက်ပုံက Double Espresso ပေါ်မှာရေနွေး120လောင်းထည့်လိုက်ရုံနဲ့ Hot Americano Coffee အမျိုးအစားတစ်ခွက်ကိုရရှိမှာပဲဖြစ်ပါတယ်ဒီ coffee လေးရဆိုရင်ဖြင့် Double Espresso ကို hot water နဲ့ dilute လုပ်ပြီးဖြောထားတဲ့ coffee အမျိုးအစားတစ်ခွက်ဖြစ်တဲ့အတွက်ကြောင့်မလို့ Double Espresso လိုမျိုး coffee ပြင်းပြင်းအရသာကိုမတောက်နိုင်တဲ့ customer တွေသို့မဟုတ် coffee ကိုနွားနို့မပါဘဲနဲ့တောက်ချင်တဲ့ customer တွေအတွက်ထူရွေးချယ်ပြီးတော့တောက်သုံးတဲ့ coffee ကောင်းတစ်ခွက်ပဲဖြစ်ပါတယ်ခင်ဗျအခုကျွန်တော်ပြောပြပေးမယ့် coffee လေးတွေကတော့ Piccolo Coffee နဲ့ Cortado Coffee လေးတွေရဲ့အကြောင်းကိုကျွန်တော်တို့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျ Piccolo Coffee တော့ကျွန်တော်တို့ single espresso ပေါ်မှာ steam mix 60 ml ထည့်ပြီးတော့ဖြောဆက်လေးရှိပြီးတော့သူ့ကိုတော့ small latte အနေနဲ့တင်စားခေါ်လေးရှိတယ်အရသာအချင်းဆိုလို့ရှိရင် coffee ခါခါနွားနို့နည်းနည်းအရသာကိုတောက်ချင်တဲ့ customer တွေအတွက်အထူးရွေးချယ်တောက်သုံးတဲ့ coffee ကောင်းတစ်ခွက်ပဲဖြစ်တယ်နောက်ထပ် coffee လေးကတော့ Cortado Coffee ပဲဖြစ်တယ် Cortado Coffee ကတော့ Ristretto ပေါ်မှာ steam mix 60 ml ကိုထည့်ပြီးတော့ဖြောဆက်လေးရှိတယ်သူကတော့ coffee ပြင်းပြင်းနွားနို့နည်းနည်းအရသာကိုတောက်ချင်တဲ့ customer တွေအတွက်အထူးရွေးချယ်တောက်သုံးတဲ့ coffee ကောင်းလေးတစ်ခွက်ဖြစ်ပါတယ်ကျွန်တော်တို့ UAE မှာဆိုလို့ရှိရင် local customer တော်တော်များများကဒီ Cortado Coffee လေးကိုအထူးနှစ်ချိုက်စွာမှာယူတောက်သုံးလေးရှိပါတယ်ခင်ဗျအခုပြောပြသွားပြီးတဲ့ coffee menu နဲ့အရသာလေးတွေကတော့ UAE နိုင်ငံ specialty coffee site တွေမှာအသုံးအများဆုံးဖြစ်တဲ့ coffee menu တချို့ကိုကျွန်တော်တို့မျှဝေပေးသွားခြင်းပဲဖြစ်ပါတယ်ခင်ဗျနောက်ထပ်ကျန်ရှိနေတဲ့ coffee မျိုးစားလေးတွေကိုလည်းနောက်ထပ်ဗီဒီယိုလေးတွေမှာဆက်လက်မျှဝေပေးသွားအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ရဲ့ Caffeine Condition Facebook page နဲ့ YouTube channel လေးမှာဆက်လက်စောင့်ကြည့်နိုင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျ